ကဲဒီနေ့တော့တော်လေးမိုက်တဲ့ဂီတာတစ်လက်အပေါင်းစင်းလုပ်ပြမယ်။ဘာဂီတာဝယ်ရမလဲစဉ်းစားနေရင်ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ကြည့်။ဂီတာလေးကတော့ကျွန်တော် order တင်ထားနေတဲ့ကြာပြီ။ကြတော့မမှတ်မိတော့ဘူး။ငလင်မဖြစ်ခင်လာထဲရပါတော့။ကျွန်တော်မှာထားတာထွက်ချင်းပဲတန်းမှလိုက်တာပေါ့နော်။ကျွန်တော်လည်းလုံးဝမကြည့်ရသေးဘူး။ဖောက်ကြည့်ရအောင်ဘယ်လိုနေလဲလို့။ဖောင်းနေနေပါတတိထားမိလဲဆိုတော့ထုတ်ပုံမှုကတော့ပစ္စည်းကိုအထီးခါရှိမှစိတ်မပူရဘူးပေါ့နော်တော်တော်လေးစိတ်ချရတယ်။ဟုတ်ပြီ။ဒါလေးဒီမှာထားရလက်ဆောင်လေးတွေလည်းပါသေးရဲ့။ဂီတာမှာဖောက်ကြည့်ခင်လက်ဆောင်လေးတွေတစ်ချက်အရင်ကြည့်ကြည့်မယ်။အဲ့ဒီလိုလည်းဖွင့်ကြည့်ရအောင်။ကျွန်တော်လူကောင်တေးတော့အင်ဂျီလေးကတော့နည်းနည်းကြီးရှင်တယ်။မိုက်တယ်။ပြီးတော့လွယ်ကျိုးလည်းပါတယ်။ဟောIron Cross logo လေးနဲ့နော်ဒီဒါတော့ cable ပေါ့ဆက်ကျိုးပေါ့နော်ဆက်ကျိုး NG ရထုတ်တဲ့ဟာတွေဟောတက်ခဲပါတယ် LG ပါတယ်ပထမနေ့နှစ်ခုလက်ဆောင်ထည့်ထားပြီးတယ်ဒါလေးသဘောကျတယ် CSM ကပ်ဖို့ CSM logo လေးနဲ့ပေါ့နော်ပြောတာမဟုတ်တော်တော်လေးလေးတယ်စီးနေရပဲညက်အားလဲတော်တော်ပြင်းနေ spring ရတယ်လက်တော့လေးချင်းခံလို့ရတယ်ဟောဒါကတော့တုတ်တဲ့ဟာပေါ့နော်ပြီးတော့ဂီတာကျိုးတစ်စုံပါမယ် 11K ဟောပြီးတော့ဒီ pick up ပြားလေးတွေပေါ့ဂီတာရဲ့အိုးမှာဒီလိုကတ်တဲ့ဟာလေးပေါ့နော်ကတ်ချင်လည်းရတယ်မကတ်ချင်လည်းရတယ်ပြီးစတီကာလေးပါကျွန်တော်ဝယ်ထားတာက22ရက်နေ့3လပိုင်းတည်းကအဲ့ဒါကြာသွားရတဲ့အကြောင်းရင်းရှိတယ်ဘာကြောင့်ကြာလဲကျွန်တော်တစ်ချက်ပြောပြမယ်မဟုတ်ရင်တော့အဲ့လောက်မကြာဘူးဒါဆိုရင်ဂီတာကိုဖွင့်ကြည့်ဖို့အချိန်ရောက်ပြီသူအိတ်ရတော့မစိုးကေတော့လည်းမဟုတ်ဘူးအိတ်တော့အိတ်ပဲဒါပေမဲ့အိတ်ကိုမှလည်းအမှားသားပေါ့ဒီပေါ့ကေပုံစံပဲပြောရမှာပေါ့သူကေရတော့မိုက်တယ်အဲမှာဒီမှာလက်မှတ်ပေါ့နော်ဒါပေမဲ့ဒီကောင်တော့ original ပါတာပေါ့သူ signature တက်တာဆိုတော့တော်တော်လေးမိုက်တယ် CC ပင်ပင်လေးပဲဒီမှာ Iron Cross logo လေးနဲ့ also လေးပဲ Fishman ticket နဲ့ပေါ့နော်ဒီလက်မှတ်လေးကိုလိုချင်လို့ကျွန်တော်နည်းနည်းကြာသွားတာပေါ့ငလင်တွေပါလောက်တာနဲ့သူတို့လက်မှတ်ထိုးပွဲလေးကလည်းပြတ်သွားတယ်ပြတ်သွားတာနဲ့ဆရာချစ်လက်မှတ်လေးလိုချင်တယ်ပေါ့အခုညီလန်းတောင်းတော့ဟိုစတူဒီယိုထိတော့ထိုးပြီးတာပေါ့နော်ဖြစ်ချင်တော့ဆရာချစ်ကလည်းခရီးသွားနေရနဲ့ဗာနဲ့ဆိုပြီးတော့နည်းနည်းပူကြာသွားတယ်အဲ့ဒါဆရာချစ်ပြန်ရောက်တာစောင့်လာတယ်စောင့်ပြီးတော့သူပြန်လာမှပဲဒီလက်မှတ်လေးရသွားတယ်ပေါ့အရှင်ကျွန်တော်ဒီ electric shutter တလက်မှာလည်းလက်မှတ်တစ်ခါယူဘူးတယ်ပေါ့အခုဒီ acoustic မှာလည်းဆရာချစ်လက်မှတ်လိုချင်လို့တမင်စောင့်လိုက်တာပေါ့နော်အဲ့ဒါပူကြာသွားတာအဲ့ဒါပါပဲဒီကတော့မစိုးဘူးစိုက်က41ဆိုတော့အရန်ကြီးမဲ့ထင်ထားတာဒါပေမဲ့ထင်တယ်လို့မကြီးဘူးသူ41က41တာပြောတယ်ချစ်တယ်တော်တော်လေးချစ်လက်တဲ့ထဲပါတယ်သူကပြောရမယ်ဆိုရင်ဒီကောင်က NG ရထုတ်ထားတာပေါ့နော်ဒါပေမဲ့ဆရာချစ်ရဲ့ signature ပေါ့ဆရာချစ်ကိုယ်တိုင်စိတ်ကြိုက်ပုံဖော်ထားတာပေါ့နော်ဒီလိုပုံစံလုပ်မယ်ပေါ့သူ signature ပေါ့သူဂီတာပေါ့အဲ့တော့ဒီလိုဂီတာဝင်เนาะဒီမှာသူ့ရဲ့လက်မှတ်ဒီမှာတော့ပါပြီးသားပဲပေါ့နော်ဒါပါမယ်ဒီမှာသူ့ logo ပါတယ်သူကဒါက model က3မျိုးလားမသိဘူးရှိတယ်ဒီကောင်ကတော့အမြင့်ဆုံးပေါ့နော်ဘာလို့ဆိုဒီ shape လေးကိုကြိုက်လို့ပေါ့ကျွန်တော်ကဒီနားဒီအချွန်လေးဒီ shape လေးကိုလည်းကြိုက်တော့ဒီ model လေးကိုယူလိုက်တာဒါတော့အမြင့်ဆုံး model ပေါ့နော်စိုးဦးတော်တော်မိုက်တယ် okay နောက်ရမှဒီဂီတာနဲ့တချင်းလေးတွေတီးပြပေးမယ်